ဘာလို့ပြောကြရဲ့ဘောဓာပရိယတော့နေဟမ်ပြောနေကြပါဘူးနေကြပါအဲ့ဒီလိုလက်ဆက်လိုက်ရင်လည်းရတာပဲအဲ့တော့ပြောလိုက်ပါကွယ်အစိုးရအဆောင်ကိုချုပ်ပြပါအစိုးရနဲ့အဆောင်ချုပ်ရင်ပြိဿအလည်းမချုပ်ပါနော်လူဘူးကိုချုပ်ရင်ဆွဲရောက်တဲ့ချုပ်ပါပြောကြမှာဟမ်အဲ့ဒါလေဟိုဒါတော့ချုပ်ပါဟမ်အဲ့လိုပြန်ချေပလိုက်ဆိုပြီးငါလည်းဒေါသဖြစ်နေပြောလိုက်အမှန်တော့အဲ့ဒါငါလည်းပြီးတော့မောတော့လည်းပြောရတာလေစိတ်ထဲမှာမကောင်းဘူးအဲ့လိုလူမျိုးတွေတွေ့ရင်လည်းငါသားတွေသိခံကြပါနော်အေးဘုရားနဲ့တော့အနိုင်ပြောနော်အဲ့ဒါကြောင့်ခုနအဘိဓိဘုရားလည်းထဲကိုရောက်လာတဲ့ခါကျတော့ဒီသေးစီဘယ်အချိန်တုန်းကစရအောင်ကာမတွေထိုးလာတယ်ဟမ်ဘယ်ပဲနဲ့ကျုံးမှာအောင်ထားတာပြီးအစရှိတဲ့အဆင့်နဲ့သူ့အဆင့်နဲ့သူ့ဆင့်ဘယ်အချိန်တုန်းကထိုးလာတယ်ဘိုးလိုက်လည်းထိုးလာဘာဖြစ်လို့ညာပဲလည်းညို့အောင်ကာမသေးလို့ထိုးရပါသနည်းဒီလိုပန်ပြတ်နေပြောမှာဟမ်အရာတော့ရှိတယ်ဘာတင်းကစကားပြောတာနော်နေတော့လည်းကောင်းပါလေဒီလိုကတော့ဒီနေ့ပိုက်ဆိုင်နေပါရတာကွာမင်းတို့မရှိတဲ့မင်းတို့မလို့ရရင်မပြောဘူးလားနေကလည်းရတယ်နေကရတာဆိုရင်ပြီးတော့မြတ်ကလေးမိုးပြန်နေပြီးတော့အကျော်အောင်တက်တော့မှာမဟုတ်ဘူးလားအဝေးခန္ဓာကိုရှိတယ်ခန္ဓာကိုရှိတာတလားကိုဆက်ဆဲတော့ကုန်နေတာမင်းနော်အဲ့တော့ကာမသေဆိုတဲ့ဂါထာကိုအပေါ်မှာထိုးပါအချို့တော့ဆရာတို့ဒီဘေးမှာဆင်းထိုးပါဒါတို့နည်းနဲ့တို့နော်အောင်ကာမသေနာမည်ကပါလေအောင်ကာမဘာလို့လဲဝေးတဲ့ဘုရားငါပြောတဲ့အတုံးကြီးလေပုထုဇဉ်ကာမဂုဏ်အတုံးကြီးကာမဂုဏ်တဲကထွက်လာတဲ့ကာမနေလားဆိုတာအကုန်လူရောခွေရောတလိษံရောအကုန်နော်တော်ကလေးရောတရင်ကျုပ်ရောအကုန်ဒီလိုမှအဲ့ဒီကာမဂုဏ်နေကထွက်လာတဲ့ကာမဂုဏ်ကြောင့်လူဖြစ်လာတဲ့ကာမနေသားတွေမှန်တယ်ညအားလုံးဖြစ်စေဆိုတာသိလို့ပြောတာအဲ့ဒါကြောင့်ရှင်းဦးဆုံးပထမညာဘက်နဲ့ညို့မှာကာမသေးတဲ့ဟောစုံကျင်နတ်ချစ်ဘလူးချစ်ကိုဝေချစ်အောင်လန်းချစ်မိစ္ဆာချစ်လူချစ်နတ်ချစ်အကုန်ချစ်ရဒါတို့အစွန်းကြောင့်ချစ်တာမဟုတ်ဘိုးတော်ဘုရားနဲ့အစွန်းကြောင့်ချစ်ရဟမ်အဲ့လိုချစ်စေတတ်တဲ့ပိယသိတိခေါ်ချစ်စေတတ်တဲ့ဂါထာညာဘက်နဲ့ညို့မှာထိုးရပါလေနော်ဒီနေ့ဒါလေးရှင်းရဝင်လားဘယ်ဘက်ကြတော့ပါနောက်ညာဘက်လက်တစ်ဖက်ထဲနဲ့ညာဘက်ပခုံးရှင်းပြဒါမရှင်းတော့မဖြစ်ဘူးအမြင်မသိသောဆရာတယောက်ကကိုထုံးအခြေခံသောက်တော့ကြောက်ငါတပည့်တယောက်နဲ့အတိတ်နဲ့ညင်းလိုက်တာဒါမှမဟုတ်မာလိုက်တယ်ဘာလို့ညံသူကြိုက်တာသူလို့တာကိုကြိုက်တယ်ကိုလို့ဆိုတော့အဲ့လိုပြဿနာတွေပေါ်လာတော့အမေဖြစ်လာတယ်ဒါမှမဟုတ်ညာဘက်နဲ့ညိုးလေးကငါစလာတယ်နော်အတူနည်းနဲ့ပြောရဟောဒီညာဘက်မှာထိုးရင်ကရှက်ရချက်ထိုးရတယ်ဘယ်ဘက်မှာထိုးရင်ကပြက်ရပြက်ကရှက်ရချက်ဆိုတာဟာရင်ဘတ်ချင်းဖက်ထားတာအဲ့ဒါကရှက်ရချက်ကပြက်ရပြက်ဆိုတာကြောချင်းခိုင်းတာလားဟမ်အဲ့တော့အတူနည်းနဲ့မှချင်းတရားနဲ့တရားဖက်ထားတာပြီးရကြောချင်းခိုင်းတာကာရပဲဒါဖက်ထားတာပြီးရပါကွာမဟုတ်လားရှက်ထားတာဟုတ်အဲ့ဒါညာဘက်မှာထိုးရတာဟောဒီမှာအဖေထိုးတာရှိတယ်ကရှက်ရချက်စဟောကရမကအော်ဘယ်ထဲမှာထိုးရလဲကပြရပြဝစဒထကရမအဲ့ဒါအဝန်းထွက်သွားအဲ့ဒါဆိုတာထိုးရဟမ်စားရမောင်းနဲ့ကရမတဲ့နှစ်ဖက်လုံးတွေ့ပါအလဲမှာကြောခိုင်းကြတယ်လက်ဝဲဘက်ကညာဘက်လက်ရဘက်ကရင်ချင်းရှက်ထားတယ်ရင်ချင်းရှက်ထားတဲ့အနုပြရတဲ့ဒီကိုကြောချင်းခိုင်းထားတဲ့အကျမ်းကာယတဲ့ဒီကိုလက်ဝဲဆိုတာတနည်းအားဖြင့်နတ်ကိုခေါ်လက်ရဆိုတာဖယားအဲ့ဒီအလယ်မှာရှိတဲ့အိဋ္ဌာတွေကမိတ္တိစီကိုင်းခေါ်ရွှေရင်ကျော်အိဋ္ဌာတွေကမိတ္တိစီကိုင်းတောင်ပန်နှစ်ဖက်တတ်ထားတဲ့ကိုင်းလက်ဟာတောင်ပန်တစ်ဖက်ကျိုးရင်ပြန်ရပြီလား
တောင်မှနှစ်ဖက်ရှိမှကောင်းတယ်များလို့ရတယ်ခိုင်းနော်အဲ့လိုမစ္စည်းမပြိပဒါအနေနဲ့ပညာရှိတကယ်သူတော်ကောင်းတွေစီမံဖော်တတ်တီတောင်သွားတဲ့ခိုင်းရောင်ဝါးဝါးနဲ့တောင်ရုံတော့မပြောနဲ့အဲ့ဒီခိုင်းတော်ကြီးရဲ့ကာမဖေးဆိုတဲ့စကားလုံးစီခုနပြောတဲ့ကာမနယ်သားတွေမှန်သမျှချစ်စေသတည်းရှင်းမနော်ဒါဖြင့်ပခေါင်းတက်လာကြသို့ကိုးစင်ကြတော့ဘာတွေထိုးကြနေလားလောက်ဘယ်မှာထိုးလဲဘယ်ဘက်မှာထိုးလဲလောက်ညာဘက်မှာလဘာလဲဆိုင်လဲဟမ်ညာဘက်မှာလနော်ဘာလဲဆိုင်နော်ဘယ်ဘက်မှာပါလဲကွာတောက်ဆိုင်နော်ဟုတ်လားဟုတ်တယ်လူပြောရတယ်ငါစကားတော့စပြောတာဝင်းတာလားရှင်းပြအောင်နော်ဒါဖြင့်တို့အဖေဘိုးတော်ဟန်လက်ထက်ထိအောင်ညာဘက်မှာနေလမင်းထိုးတယ်ညာဘက်မှာဘယ်ဘက်မှာနေမင်းထိုးတယ်ဒါကြောင့်မပါမထမ်းတယ်ပြောတာဒီနေ့ကျန်တာဘာလို့လို့ရမထမ်းခိုင်းတာမင်းတို့ဒီဆေးကိုမထိုးရင်တော့ထမ်းရင်ထမ်းဘာလို့လို့အခုလည်းဘယ်လိုလုပ်ရလဲဒါနဲ့မထမ်းနဲ့ငါသားတို့တဲ့ပခေါင်းမှာထိုးတာကအချုပ်အခြာဖြစ်တဲ့အရှင်ဩဝါဒတောင်းတဲ့နေလနှစ်ပါးပိုင်တဲ့အရှင်ဩဝါဒဆိုတော့ဝိဇ္ဇာတောင်းတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးတွေအားတို့ကရိုသေကိုင်းညွတ်ခြင်းအဖြစ်မတန်မအပ်တဲ့ပစ္စည်းကိုသွားမကြိုင်ပါနဲ့ဒီနေ့ကျန်တာမင်းတို့ဘယ်ရန်ကုန်သွားပြီးလက်နဲ့ပို့သွားပြီးတော့တူမင်းမှာဝင်ထိုင်မြုပ်ကျုပ်ဟိုကအသက်မရှိတဲ့မသားပဲပေါ့တို့ကအသက်တန်းလန်းရှိတဲ့မသားပဲဘာလို့လဲလူတွေကမသားစကားကိုကြောက်တယ်ကိုကိုမသားဖြစ်တာမသိဘူးခုနကပုရုษရင်တုံးနေဘာမှပေါ့ဟုတ်တယ်မလားအဲ့တော့လက်ရဘက်ခေါ်ညာဘက်မှာကာမတွေထိုးထားတဲ့အတွက်ကာမဂုဏ်နယ်သားမှန်တယ်များချစ်စေတဲ့သတိလို့ပိယပိတိကိုဆောင်ရနူးညံ့ချစ်စေတတ်တဲ့သဘောပါလာရင်မင်းုံနဲ့တိုက်မလားလင်းပန်းရည်လေးနဲ့ပဲမလားစဉ်းစားလားဒီကတက်ရအနုတော့နုရင်တင်းအေးမွှေးလေးကြောင့်လန့်မင်းညာဘက်မှာထိုးပါလေဟုတ်တယ်ဘာဖြစ်လို့ဘာလဲခြိုက်ကြီးထည့်ထားရလဲဟန်ကြတယ်ကွာအဲ့ဒါကငါကြုံကြည့်လိုက်တာဟုတ်တယ်ကဲကောင်းပါပြီလာတာဟုတ်ပါပြီဘာလဲခြိုက်ကြီးပေါ့ဆရာလဲလက်ထိုးတာသာဒါဘာဝစရတိဒါနဲ့နော်ဘာသုံးဝလေးဓမ္မဟောပထဝီတေသောအာဘောဝါယောအာဘောကသုံးပါအာဘောဆိုတာရေမအဲ့ဒါအေးတာခင်ဗျရဲ့မလေးအရိပ်ပဲကင်းနေမှာထိုးတာကမှတ်လို့လားဟုတ်တယ်အေးချင်းပေါင်းပြီးတော့လေဘာလဲကခုခဲနေပြောမှာအဲ့ကောနဲ့ရှာတော့ပါတော့ငါလည်းမပြီးဘူးအဲ့ဒါကငါဘီလောက်တတ်တာဘီရဲ့အဲ့ဒီလိုအေးစအေးအလဲအေးအဆုံးအနုစအနုအလဲအနုအဆုံးဒါမရောအောင်တော့လက်ရပါမှာအေးလာမင်းရဲ့တရားဌာနတကွယ်တောက်တော့အေးဟောလာပြီလက်ဝဲဘက်ကနော်အောင်ထတာပေးတဲ့အဖန်ဝတ်ကြည့်နော်ထတာပေးတဲ့ဟုတ်တယ်မင်းတို့လေဖေးစေတတ်တဲ့ပစ္စည်းမှန်သမျှအစိတ်အတောက်အမြောက်စိတ်မုံအစရှိသောဓာတ်လံလည်းနဲ့မချမ်းပေခြင်းစိုးအမျိုးမျိုးနဲ့ပေမဲ့ပစ္စည်းမှန်သမျှဖေးရတယ်ရှင်းမအဲ့ဒါဘယ်မှာထိုးရလဲလက်ဝဲမှာလက်ရမှာကာမပြီလက်ရမှာလမင်းဘာလဲဆိုင်နဲ့လမင်းထိုးရတယ်တစ်သက်လုံးမှာဘောရဟန်ထိုးတဲ့လမင်းအခုဘောရဟန်တတိအချို့တော့ညာဘက်မှာနေထိုးထားလို့အဲ့ဒါပြောရတာမပြောဆိုတာပေါ်တော့ဘာလဲနာမတော့မသိဘူးသိလည်းမပြောဘူးအဲ့ဒါကဒီကိစ္စကလူချင်းရှင်မိရင်လဲခြေဖို့အသိမယ်ဒါပြောဒါခိုင်းကိုသိသိမလို့စတယ်ပထမနေကတည်းကဘာလဲသူရပတ်သိနဲ့ပြည့်စုံတဲ့ရဲဝင့်ဆိုတဲ့အတိတ်ကိုဆောင်ရညာဘက်မှာထိုးတယ်ကွာလို့သူကပြောတယ်ငါပြောတယ်လိမ့်ပဲပေါ်လားဘာဖြစ်လို့ဘာလဲစိတ်တထားရလဲမင်းဒါဒီညဟောဒီချိန်တိုးလာတဲ့စကားပထဝီတေသောအာဘောဝါယောသာတာပါဝအဲ့ဒါဓာတ်လေးပါနိုင်တဲ့
လက်ကျိုးဆိုတာအဲ့ဒီစတာပါရဲ့တကူဟုတ်ရဲ့စတာပါတို့လားပထဝီတေတော့ဘာလဲအာဘောကရေပေါ့အရေအေးချမ်းနော်ဟောလဲရပါလားဘာဖြစ်လို့တောက်ချိုက်ထိုးတာလဲပထဝီပါလဲတေတော့ကမိလားအဝဲလေးတေတော့ကမိဆိုတော့တေတော့မိဘောကွာဒါကဘောင်းရှိတယ်ကြော်ပြောလို့မရဘူးနားလည်လားမလားဟမ်အဲ့ဒီမိဖေးဟဲ့ဆိုတော့မိဖေးဆိုမိမရှိတော့ဘောကဖေးတော့ဘောကမယ်ရင်းနဲ့လောင်းလိုက်ဖေးတော့ဘောဟမ်သခုံးရိုက်တာကွာထပြောတတ်လိုက်ခင်အဲ့ဒါကြောင့်ထတာဖေးဟောဒီမှာခပြည့်ရပြည့်ထိုးရတယ်နားလည်လားပြောချင်းခိုင်းတာလားဟမ်ပြောချင်းခိုင်းတာလေအကြောင်းရှိရင်ပြောချင်းကတ်တယ်မလားညီကိုရောက်ကြားတွေ့တော့ဘာလို့လဲအမလေးအများကြီးတော့ဆက်ပြောကြတယ်အများကြီးပဲဟဲ့ရန်သူကတော့ပြောချင်းကတ်ခိုင်းတယ်ဘယ်ဝင်နေရဝင်လားဒီတော့မလားလေဥရလိုက်တယ်နော်အဲ့ဒါတွေစီးနဲ့ကန်းနဲ့ကရဏနဲ့ဘောင်နဲ့ဥပဒေနဲ့ရှိပါလေသားနဲ့ဘာဖြစ်လို့နေမင်းညာဘက်ရောက်ပါသလဲငါရှင်အဝလေးလေးဟာသိချင်တာပဲဒီထားနော်ဘာသာတာဘာဝမင်းအလကားရမနေတာပထဝီတေသောအဘောဝါရောသာတာဘာဝပထဝီတေသောအဘောဝါရောသာတာဘာဝပထဝီတေသောအဘောဝါရောသာတာဘာဝအဲ့ဒါကိုဆိုနေတာအဲ့ဒါဆိုလို့သာတာဘာဝအကြောင်းနဲ့ဒါလေးပါပိုင်ရင်စက်ကြောလာငိမ့်ရောစက်ကြောလာငိမ့်ရင်ထွက်အောင်ကြာဖြစ်ကြရောအလကားဟိုနဲ့ဒီနဲ့တက်ပြီးတော့မင်းတို့အကန်ချက်တဲ့ဂလိတဲ့အကောင်တွေတို့ဟိုကောင်းလေးနဲ့ဒီကသူ့ချီလုတ်နေတယ်များထင်းလို့လားအတိတ်ပဲနဲ့တခါအရသာနဲ့အတိတ်ပဲနဲ့တခါအရသာနဲ့ငါပြောလို့ဘုမဆုံးပြီးတော့အမတန်ကောင်းတယ်ဒါဒီအဲ့ဒီတိတ်နဲ့သွန်းလိုက်တာဒီနေ့ဒါဖြင့်တို့လာမင်းညာဘက်မှာထားလိုက်တဲ့အတွက်ဟာလာမင်းလို့အေးတန်တဲ့ပြရသိတိခေါ်အနုမှန်များတို့ဒီညာဘက်မှာသာရှိနေရတောင်ဘက်မှာသာရှိနေရဒါလေးကလည်းလက်ရဘက်မှာရှိနေရလက်ဝဲဆိုတဲ့စကားလုံးကချောင်းလေးပြောလိုက်တာမချောင်းရင်လည်းတိတ်ခွေတွေတင်းနဲ့ချင်းရမယ်ပေါက်ကြောက်သွားလိမ့်မယ်လက်ဝဲစကားဒါမှမဟုတ်ခုနကပြောတဲ့လက်ရဂိုင်းလက်ဝဲဂိုင်းရင်လို့အချို့အသိမှသိတာငါဆရာတဲ့ကပြောတယ်သူလည်းလည်းအိမ်တိုင်းဝင်တဲ့ခါတော့ဖရားရဲ့လက်ဝဲဘက်မှာပွဲဝဲထူတာအိမ်တိုင်းရဟိုတော့မှသူကပြောတယ်သူ့ကိုယ်သူတရားရှိပေါ့ကွာငါဒီကတော့ရပလက်ဟာထုံးနေပဲရှိနေပဲထင်တယ်အဲ့ဒါလည်းအဲ့ဒါလက်ဝဲကိုင်းပေါ့ရတယ်သူကဘာဖြစ်လဲကြာဆိုတော့ဖရားရဲ့လက်ဝဲမှာပွဲထားတယ်ရတယ်ဒါနဲ့လက်ရဘက်ကဆိုတော့လက်ရကိုင်းဆိုတာလက်ရဘက်မှာထားရတယ်ဒါကတော့ကွာမူလတန်းကျောင်းသားအသိပဲကွာဒါဆရာလေးကမဝင်ဆိုင်ဒီလိုကလိုက်ပြောလို့ရှိရင်ဖရားရှိရထားရင်ဘယ်ကဘာလိုက်ပြောမလဲဘယ်ကနောက်ကထားရင်ဘာလိုက်ပြောမလဲသူဒါအချင်းမရှိတဲ့မိနာနေပြရတယ်ပဲကွာဆောက်မှတ်တာတော်တော်တော့လက်ဝဲကိုင်းဆိုတာနာငယ်ရေးတတ်တာနာကြည့်လို့ဘာမှမဟုတ်နဲ့ဘယ်လိုမှမပြောဒါသူလေးသူကလည်းအတိပြောကြမလို့နာကိုင်းဟာနာကိုင်းပဲအဲ့ဒါလက်ဝဲကိုင်းဟာနာကိုင်းလက်ရလိုက်ဆိုတာဖယားမှဖယားဝိဇ္ဇာလည်းမလို့ချင်ဘူးဘယ်လိုမှမလို့ချင်ဘူးဘာမှဖယားပြီးတော့တုတ်ကဖယားလွဲလို့ဘာမှမပြောအဲ့ဒါမှလည်းဒါသူနှစ်သက်ရသူလောက်တာအဲ့ဒါလက်ရကိုင်းတဲ့ဟောလက်ရခေါ်ဖယားလည်းရှိတယ်လက်ဝဲခေါ်နတ်လည်းရှိတယ်ဟုတ်တယ်အဖေရလို့လည်းတော့ဟောအလေတဲ့တယ်မှာနေတဲ့တောင်မှန်နှစ်ဖက်နဲ့ဂိုင်းกว่าတာဘောရဟန်ပြောတာကွာရှင်းမအဲ့ဒီတော့မှဒီလက်ဝဲနဲ့လက်ရအကြောင်းနဲ့ရှင်းပြီးသားဖြစ်တော့အောင်မင်းတို့တွေလည်းနားလည်အောင်အဲ့ဒါလို့တူးဖော်ပြီးပြန်မှန်းခံပြောလိုက်တဲ့အတွက်ခုနကာမတွေထားတာကပေလောက်တင်တာမှတ်ထားတော့နော်အခုလည်းမင်းတို့ဒီတိတ်ကိုဖြန့်ဖွင့်လိုက်တဲ့ခါကျတော့ဟိုအဆင့်လိုက်ပြောသွားတာတွေရှိတယ်မောင်တော့တိတ်ကမှလည်းကြားဟာတွေငါမေ့သွားတယ်ကွာနောက်ပြန်ပြောမှကြတယ်အထားမရောက်ဘူးကွာအဲ့ဒါကပြောလို့မဖြစ်ဘူးလို့ငါထင်တယ်ကွာရှင်းပါဒီလိုပဲပေါင်ရှိနေကြတယ်အကြောင်းရှိနေကြတယ်ဘာကြောင့်လဲလို့ဆိုတော့ဘောရဟန်ရဲ့ကုထုံးစာကိုယူရအဖုံးကိုဆုပ်ဘောရဟန်ရဲ့ကိုဆုပ်ကိုပုံတက်ပြီးဂိုင်းတစ်မျိုးနာမည်တက်ထားရလည်းရှိတယ်ကွာဘယ်နဲ့အဲ့ဒါတွေပါသားမှတို့အဖေကငါစာအုပ်ကိုဘလို့မှမပေးနဲ့စာရဆိုတော့မပြနဲ့ဆိုအဖေဟန်ပြောတာရှိတယ်အချုပ်စမကိုခဲတာနဲ့ရေးုံနဲ့ရေးပေးတရားပေးမယ်တော့ဘောလုံးအမှုတရားအဖေကအဲ့ဒါတော့ဘလို့မှမပေးအောင်ပြောတာငါလည်းကြတော့ဘိုက်ဆိုင်ရဲ့ညီမချင်းကိုတွက်လိုက်တော့1000ပေးတာမရောင်းတာမပြရဘာဖြစ်လို့အဲ့ဒါမပေးလိုက်လို့ပြောတယ်ကိုလိုဖုန်းကြီးမှဆိုလို့မဟုတ်ပါဘူးအဖေဟန်လည်းသိမရှိပါဘူး
နော်အဖေဟာရဲ့ခြေကြားလောက်ရှိတဲ့ဆိုရင်လည်းအဖေဟန်ကြည့်မှုမျိုးကိုတို့ကဒီနေ့အထိမကြည့်နိုင်သေးတဲ့အကောင်ပင်ဖြစ်ပေမဲ့ဒီစိတ်မျိုးမထားပါဘူးအဖေဟန်ဆိုတာဝေးရနော်ဖုံးကြည့်သွားမှဆိုလို့မဟုတ်အဲ့ဒီအချုပ်သမားပုံကိုသူတို့ကပြရည်သူတို့ဂိုင်းနာမည်တက်လိုက်ရင်ပြေးရမှာအခုဒီနေ့လာတဲ့နိုင်ငံမြောက်ကြီးလား၃နှစ်ရှိဟမ်အဖေဟန်ရဲ့ပေကြီးဘိုးတော်ပွင့်ရဲ့တတိဟုတ်ဆိုရထိုးထားတဲ့ဖြစ်တွေအောင်လို့ဖြစ်တယ်။ဒါဆိုကြားမှုလားမြင်မှုလားမဟုတ်ဘူး။နာမည်ကြီးတဲ့လူရဲ့နာမည်ကိုတတ်ပြီးတော့အဲ့ဒါလိုကြွားတာဝါတာဝါဝိရွှေကိုကုခဲ့တဲ့ဒနုယူကဂိုင်းရုပ်ဆရာကြီးဦးဖိုးဟန်ကိုဓာတ်ပုံနဲ့ထားတာဒီမှာဒီဓာတ်ပုံနာမရှိရခဲ့ပေါ့။အခုဦးဖိုးဟန်အတူသောတော့ပေါ့။ဟမ်အဲ့ဒီဦးဖိုးဟန်ဆရာဆိုတာငါကွာလို့ဆိုပြီးတော့ဘုန်းညံကုန်းနေမှာတတိတပန်းနဲ့အများကြီးနဲ့အဲ့ဒါအောက်လန်းပညာလုပ်နေကြတယ်။ဒါအေးမြုပ်တယ်ဟမ်ဖရပေါက်ကိုင်းအထက်ကိုင်းကသူများကိုအေးမြုပ်ရသလားသူများစိတ်ဆင်းအောင်လုပ်တာလူတထိုးကိုမကောင်းကြတာလူတစ်ပတ်သားကိုဒုက္ခဖြစ်အောင်လုပ်တဲ့ကိုင်းဟာအထာမဟုတ်ဘူးမင်းအဲ့ဒီလိုကိုလုပ်ချင်တာကိုလုပ်ပါဘာဖြစ်လို့မှန်မှန်ကန်ကန်တိတိကျကျလုပ်နေတဲ့ကိုင်းကိုတောက်ရရတယ်ဟမ်အဲ့တော့သူတို့ကနှုတ်ရှစ်တာသူတို့အလုံးတို့ကသိခါမှာတို့အလုံးရန်ဖြစ်ချင်လို့ပြောတာမဟုတ်ဘူးဒါတွေကိုတို့ကမအောင်ရင်အစစ်အမှန်ဖြစ်တဲ့ဂိုင်းဟာအလိုလိုအမြုပ်မခံနိုင်ဘူးဒီဂိုင်းမြုပ်ရင်သူတော်ကောင်းမှန်သမျှတို့ဒုက္ခရောက်မယ်အရေးကိုမြင်လို့အော်နေတာမသိခင်အကုန်ညှင်းဖြစ်အောင်အော်နေတာဟမ်အဲ့ဒါမလို့မှတ်တာနားတော့ခုနအဖေရစီကဆင်းသက်ခဲ့ပြီးတော့နောက်ဒီနေနဲ့လားအကြောင်းနဲ့ကာမတွေထက်လာကြတာဒီအကြောင်းနားလေရောကွာနော်ခိုင်းနားလေတော့တို့လာပါတယ်တွေ့စကားပါဝါဒါလေးတွေ့လိုက်တာဖုတ်တာနော်ဘာကြောင့်ဘာလဲထိုက်နဲ့လာနဲ့တွေ့ထားတယ်ဘာကြောင့်တောက်ချိုက်နဲ့နေနဲ့တွေ့ထားတယ်ဒီများတွေကဘူးမှသာပြောရတာပဲနော်ဒါဖြင့်တို့အခုတဝက်လောက်ကြာတော့လိုက်ခေါ်တာစိတ်ကိုဟမ်ကြာပြီတဝက်ကြာအဲ့ကြာလားတိုင်စတာပါပဲအကြောင်းမင်းတို့လည်းပြောလိုက်တာနဲ့ဒီဟာမပြောသေးဘူးနော်ပြောတယ်မပြည့်တော့စတာပါအကြောင်းရှိတယ်မနှံ့လေမင်းတို့အချုပ်သမားလင်္ကာရှိတယ်မလားမကြပါလေတပည့်တွေတို့သိစေဖို့ရလင်္ကာအချုပ်အင်းလိုက်ထုတ်တော့ဘုရားကအဲ့ဒီလင်္ကာပဲရွတ်ပေးတော့တာပဲအင်းလိုက်ထုတ်ရဆိုတဲ့စကားတော့တို့ဘာမှမပြောသွားဘူးတချို့လည်းအဲ့ဒီအင်းလိုက်ထောက်အပ်ဆိုတဲ့စကားလုံးကြောင့်ကျွန်တော်တို့အင်းကိုသုံးတိုက်လို့သုံးပါတယ်ခမရတို့ငါကမိုးထုတ်လိုက်တဲ့တပည့်အချို့ကလည်းငါ့ကိုကြံသောကတက်တယ်တော့မင်းကိုသုံးချိန်တိတိငါတားလိုက်ပါတယ်အင်းမသုံးပါနဲ့လို့တော့ပြောလိုက်တယ်ဆက်သုံးရင်လည်းမတတ်နိုင်ဘူးကွာနော်အချို့တော့တပည့်တို့ဒီဆရာလုပ်သူကဥမာကဘုန်းကြီးကြောင့်လားတို့ခေဆိုင်ရတို့ကဒီလိုယူလက်ရင်းလက်သားလည်းမကောင်းဘူးတို့ကဒါပဲဒီတော့ဆရာကြီးလုပ်သူကစာလေးတစ်စောင်ရေးပလိုက်တဲ့ခါကျတော့ဆရာကြီးရဲ့စာကိုကောက်ကြည့်လိုက်တော့စာလက်ရည်ရမှုကမလှတော့အနေထိုင်ရလည်းပဲတုတ်ကလေးနေတဲ့ခါများအဖေကအပြင်ထွက်မှတောင်းတော့တာပဲအိမ်မနေမလေးမစားသူများအပြင်သေးတယ်မသေးတယ်နဲ့သူစိတ်ချမ်းအောင်နေတော့တာပဲဒီလိုနေရပဲအဲ့တော့ကြည့်ရခါကျတော့ခက်တာလူလောကလူသဘာဝကနောက်မှမင်းကြည့်ပြီးနောက်ပိုင်းဟောက်တော်ကြီးမောက်တော်ကြီးမင်းရှိုးပြီးကိုးပြီးရတော့ရှိထားမှလူယုံကြည်တာကြည့်တာဟုတ်ပါလူထင်ကြည့်တာဒါတို့ပြီးဘုရားဟာကနေသင်တယ်ပြီးတော့ငါလက်ထက်ထိအောင်ငါကိုအထင်ကြီးအောင်မင်းတို့ငါဘယ်နှခါပြောဦးလဲငါထွက်တော်မယ်လို့ကြိတ်ဘူးလားအေးပြောတော့ပြောတယ်ငါမင်းတို့အမေကြီးရှင်အောင်လေးကထွက်တော်မယ်လို့တော့ပြောဦးတယ်ဘယ်လိုလဲလူကရှင်အောင်လေးကမထွက်နိုင်သေးဘူးငါထွက်တော်မယ်တဲ့ဟောလေမပလီပါနဲ့ကိလေသာတုံးကြီးရဲ့ငါပါတော့ဒီမှာအဲ့တော့ဖေကြီးဘိုးတော်ဟာသူတော်ကောင်းပါအဲ့ဒီသူတော်ကောင်းကြီးကအရှင်းလဲ
ကုန်းအောင်ပေးတယ်အထက်အားလုံးတို့အပေါ်မှာဆောက်လိုက်တယ်ရှင်ကျော်ကိုင်းတကိုင်းလုံးမှာအမြင့်ဆုံးအမြတ်ဆုံးအချုပ်ဖြစ်တဲ့နာမည်ကိုကအချုပ်သမားတိုက်လွှတ်လိုက်တယ်တပည့်ကြီးဟောလို့လည်းခဲကြိုင်ပြီးတော့ဟဲ့အချုပ်သမားမဖောက်ရတဲ့ကောင်တွေဘယ်လိုလဲထွက်ခဲ့ဆိုပြီးတော့မုတ်ဝေတယ်လို့ဝေပြီးတော့ဒီနေ့သတင်းထူကြရတယ်အချုပ်သမားတရွက်တော့ချင်းငါလည်းအဲ့ဒါအားတော့ကြတော့မလားလို့ဖြစ်သွားတယ်ဗျာငါတိုက်ထားတဲ့သမားတွေတိုက်ဆိုရင်ငါသားတွေငါ့ကိုကျွေးခါမှာအများကြီးပဲကွာလူတစ်ပေါင်းတစ်ပေါင်းဆိုရင်အချုပ်သမားတစ်ချက်ကို90နဲ့ထွက်တာဝေးဟမ်ဒီနေ့သတင်းကြရဝန်းနေပါလေငွေ90မပေးတဲ့များအထုသမားမတိုက်ဘူးတဲ့တိုက်တဲ့ဆရာ60နဲ့ရရအထုသမား6ဟမ်အဲ့လိုလုံနေကြတဲ့အတွက်အဖေဟန်ဒီငါ့ကိုအချုပ်သမားအလကားတိုက်သွားရဲ့သားနဲ့ငါဘာဖြစ်လို့မတိုက်နိုင်ရမလဲဘာဖြစ်လို့အဖေဟန်လည်းပတ်ချလို့ကျွန်တော်บอกပါမင်းဥစဉ်ဘွားတော့ဟမ်တော့သူဂိုင်းကြီးကိုသူ့လိုသုံးပါသေးတော့လို့ချိုပြီးတိုက်တော့တာပေါ့ကွာဟမ်ငါလဲငါသားတွေသာငါလိုအကုန်သုံးလိုက်ရင်ငါကတတောက်ပင့်ကြံတဲ့နေရာကငါသားတွေအကုန်ဝိုင်းပင့်လို့ရှိရင်ဂိုင်းတော်ကြီးတို့ကောင်းပေါ်ရောက်မှာပဲလို့ဆိုပြီးတော့မင်းတို့တိုက်တာပေါ့ဟမ်ငါတပည့်ငါလိုသုံးမှတိုက်တယ်ဖယားကိုစူးရပါစေငါတပည့်ငါလိုဖုံးကြီးမှတိုက်တယ်ကွာဖယားကိုစူးရပါစေငါတပည့်ငါလိုပြည့်ရဝေဟုတ်သုံးကမှငါဖြစ်တယ်ကွာဟမ်မတုံးမတစ်ဟာမုံမွားမွားရောင်ဝါဝါမှိုင်းတွေ့ငါ့ချင်းမမလို့မကြောက်ဘူးကွာယောက်ျားဆိုတာယောက်ျားနဲ့တူကြားရနေရတယ်ငါဖေးလည်းမကြောက်ငါလည်းမကြောက်အဲ့ဒါမင်းတို့ပြောနေတာမင်းတို့မောလို့ပြောနေတာဟုတ်ဟဲ့လားတောင်းမကလို့ပြောနေတာမှန်လားအဲ့တော့မကြပါလေတပည့်တွေတို့သိစေဖို့ရလင်္ကာအချောက်အင်းလိုက်ထုတ်အားဗုဒ္ဓလေးစုဗိန္ဓုဟူသာလူအများသိစေဟမ်သတပဝဒါနော်ဟောကောက်ကလာကုံဂေါနာကုံကတ္တဖာဂေါရမဟဲ့နမတေနမတာပထဝီတေသောအာဘောဝါယောဟဲ့ဘယ်လဲအဲ့ဒါပုံ၄ပါးခေါ်တယ်စัจ java လာတစ်ခုလုံးကိုထိန်းချုပ်တဲ့သမလို့ခေါ်တယ်အဲ့ဒီလောက်မြင့်မြတ်တဲ့သမပေါက်ထားတဲ့အကောင်ကထိန်းသမဖိန်းသမလောက်လာလို့တချီပြန်ရှင်းရတယ်ခုမှနေသွားတယ်ဟမ်ဒါအားကြပါလေတပည့်တို့သိစေဖို့ကလည်းငါထုတ်အင်းလိုက်ထောက်အောင်ဗုဒ္ဓလေးစုပိန္ဓုဟူသာလူအများသိစေဒါဖြင့်ဒီစတ္တဘာဝအခြေဘယ်ကစခဲ့ပါလဲဟောငရံပဇွန်လူဝဥတော်နဲ့ငရံအမိမှာစတောင်းအမိမှာစဟမ်ဘယ်လဲပဇွန်လုံးကြောဖို့မှာပါအခုသွားဖမ်းမယ်ဘာလဲခကြီးတွေ့လိမ့်မယ်လူရဲ့ချက်မှာဝါတဲ့အဲ့ဒါသဘာဝကဖြစ်လာတဲ့စတ္တဘာဝဒီအခရာစင်းတွေကိုအိန္ဒိယတိုင်းဘာသာကနေဗမာဘာသာပြန်၍ကာခဂဂငါဆိုရဲ့အခရာစင်းဟာဘလူပြန်သွားတာမှလို့လဲရှင်မဘုရားသာပြန်သွားတာယဟန္တာတွေပြန်သွားတာအပိပိုက်အဲ့လိုပြန်သွားတဲ့ဓာလေးပါခြေပုံလေးပါရဖယားလေးစုစောက်အဲ့ဒီသမပဲဒီတဲ့မြင့်တဲ့သမမရှိဘူးဒါမှမဟုတ်မှတ်ကြပါလေတပည့်တွေတို့သိတယ်ဘုရားလည်းငါအချုပ်အင်းလိုက်ထုတ်ဗုဒ္ဓလေးစုပိန္ဓုဟူသာလူများသိတယ်ငရံပဇွန်လူဝဥတောင်းအင်းပေါင်လောင်း၍အင်းခွက်ကလေးတို့ချလိုက်ပါတဲ့ဟုတ်လားရှင်လောင်းဝိဇ္ဇာပေချာဖော်ပြစတ္တဘာဝသမလေးလုံးလေးဘက်ဖုံးကြီးဒီစတ္တဘာဝသမကိုလေးဘက်ဖုံးပြီးတော့ဒီအချုပ်သမရေးတဲ့နေကိုဘလူကြသွားလဲရှင်းသောဝိဇ္ဇာသေချာပေါ်ပြစတ္တဘာဝသမလေးလုံးလေးဘက်ဖုံးကြီးဒီမှာနော်အဲ့လောက်ဒါရှင်းသောဝိဇ္ဇာကစတ္တဘာဝသမလေးလုံးလေးဘက်ဖုံးကြီးရင်တဲ့တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဟူစနေကြာသပတေးရာဟုနော်နောက်ကြဂျိုကြီးရှင်းလုံးပါလိုက်ပါလားရှင်းလုံးဂျိုမင်းပတ်လီဝင်းလောပါလိုက်ကောမကိုရံကုန်းစီနော်ရကြီးကိုလိလိလိမ့်တော့တင်မအောင်ဟုတ်လားရှင်လုံးဂျိုမင်းပတ်လီဝင်းလောရှင်မင်းအရဟံလေးစုကြနေတဲ့တောင်းမှာအရဟံလေးလို့ကိုရံကုန်းစီနော်ရကြီးကိုလိလိလိမ့်တော့တင်မအောင်ရွေ့ဗုဒ္ဓလေးစုပိန္ဓုဟူသာလူများသိတယ်ငရံပဇွန်လူဝဥတော်အင်းမောင်လောင်းစစ်သောဝိဇ္ဇာသေချာပေါ်ပြစတ္တဘာဝသမလေးလုံးလေးပဲခွေရှင်လုံးဂျိုမင်းပ
ပတ်လီဝင်းလာရှင်မရဟန်လေးဆိုရင်ကိုရံကုတ်စီနဝရကြီးကိုဩဝါဒသမဏဝဇနာသမဏဒုလောကောသဘုဒ္ဓဓမ္မတရိသရယမလုကံဘုရောဘဂဝတိဟုတ်လားရောကိုရံကုတ်စီနဝရကြီးကိုလိလိလဲလို့တင်အောက်အချုပ်အလင်းနာမည်ကအချုပ်အလင်းမှန်လားအချုပ်ဆိုတာသူ့ပေါ်အောက်တယ်လို့ရှိသေးလားအလင်းဆိုတာမှောင်သေးလားနာမည်ကအချုပ်အလင်းနဝဲညွန့်ဖူးအထုပဲများစိုက်ထူထားသည်အများဆရာတို့ဥခိုက်သည်အဲ့မှာရောကိုယ်စဉ်အပေါ်မှာချုပ်ရဆွေကျော်အိဋ္ဌာတွေကမိတ်ဒီစေခိုင်းတခိုင်းလုံးမှာရှိတဲ့အဆင့်60လောက်အပေါ်မှာချုပ်ရအောက်ထားလိုက်တယ်ဒီအချုပ်စမဟာတဲ့ပါလေမကြပါလေတပိတို့သိတယ်ဘောလည်းငါအချုပ်အင်းလိုက်တော့ဗုဒ္ဓလေးစုဘိန်းတို့ကလူများသိစေငရဲပစုံလူဦးတော်အင်းမောင်လောင်းရှင်းတော်ဝိဇာတေချာပေါ်ပြတာတော်သမလေးလို့လေးပဲပေါ်ရှင်လုံးဂျိုမင်းပတ်လီဝင်းလို့ရှင်မင်းအရဟံလေးစုရန်ကိုရံကုတ်စီနဝရကြီးကိုလိလိလေးလို့တင်ကအောက်ရဲ့အချုပ်အလင်းနဝင်းညွန့်ဖူးအထူးဗရမများစိုက်ထူထားသည်အများဆရာတို့ဥခိုက်သည်တဲ့ပါလေအများဆရာတို့ဥခိုက်သည်တဲ့ပါလေစัจ java လာမရှိသမျှအများဆရာတို့ဥခိုက်သည်တဲ့နော်ဆရာမှန်သမျှရှ စ်ခိုးခံရတဲ့သမားကွာဆရာမှန်ရင်အဲ့ဒီသမားကျုပ်ကိုဥခိုက်ရှစ်ခိုးစီထိုးပြီးရသိရှစ်ပေါင်းဆရာပေါင်းကထားခဲ့တဲ့ချက်ချုပ်သမားရှင်းမလားဒါဖြင့်ကျွန်တော်တို့ခဲရံနဲ့ရေးပြီးတော့မချုပ်လိုက်ပါနဲ့မရဘူးဆေးတော့ပါမှာပေါ့မွဲလေးလေအန်ကိုက်မဲဒီဆေးတော်နဲ့ဒီသမဒီဆေးတော်နဲ့ဒီသမဒီလိုတွဲထားတယ်ဟမ်ဆေးတော်မပါရင်ပါမမသွန်းဘယ်လဲဆေးတော်နဲ့ရေးချမှာသွန်းလားဟမ်ဆေးတော်ရဲ့ဖုံးကန်သဘာဝကတိလေးပါးရဲ့သဘာဝတရားရဲ့လောကဓာတ်ရဲ့ပေါင်းစပ်ပြီးတော့စัจ java လာကိုထိန်းထားတဲ့အချုပ်သမပုံတော်ကွာအဲ့ဒီချုပ်သမပုံတော်ကိုအချုပ်သမကြီးသောက်ထားပြီးကမှဟမ်ဟောသမတရားသမဆရာအဖေကြီးဘိုးတော်ဟန်မထွက်ခင်9ရက်လောက်အလိုကတိုက်သွားတဲ့သမဒါကြောင့်မင်းတို့မို့မင်းမို့လို့ငါချစ်လို့ပေးတာဆိုတာပါသေးတယ်ဟမ်အဖေဟန်2 လလောက်မမာလိုက်တာ1 လခွဲလောက်သာ1 လကျော်လောက်သာ22 လတိုက်နာမှာ48ဦးအောင်အောက်ထပ်မှာမမာနေပေမဲ့အနာကိုဝယ်နေတဲ့လည်းမဝင်အောင်အဲဒီတော့တပည့်အများကြီးရှိတယ်အဲဒီကနေပြောဒနုဗျူကိုပြောင်းသွားတဲ့ခါကျတော့ထွက်ခံနေ9 ရက်လောက်အလိုမှာဘယ်လုံးမှမရှိဘူးနားမှာဘာလဲဟောငါရဲ့ဥပခင်ကအပြင်တောင်ဆန်းနေအကုန်ခြေနှောင်ထဲကတောင်မှလည်းချီးဖေးအဝတ်လျှော်တောင်ကအကုန်မေးပါဥပခင်ဟုတ်ရှိတယ်နော်မအေးကြီးတို့မောင်စံသိန်းတို့မောင်နှမနဲ့ငါလည်းရှိတယ်တွင်တိုင်းအမြဲရှိတာညက်ခင်မရှိတယ်ဟမ်အဲ့ဒီတကားမဟုတ်လို့ပြောရင်လေငါအဖေပေးတဲ့ပညာပြောက်ယူသေးပါသေးလားဟုတ်ရင်လေငါအဖေရဲ့ရွှေရုပ်လုံးကြီးထုနိုင်တဲ့စီထိအောင်100နဲ့အနှစ်50လောက်ပြီးပါစေသာရှည်ပါစေသာလို့ထူတောင်းလိုက်မယ်ဟာအဲ့ဒါကကချမှာပေါ့နိုးပြင်မစားတာဘူးသိပြီလားဟမ်အဲ့ဒီလိုအဖေထွက်ခံပြီး9 လောက်ကြာမှဘယ်နဲ့လုတ်ပြီးထားရေးတော့မလဲလက်တွေခြေမှသွေးမှမရှိတော့ဘယ်နဲ့ဆိုင်အဲ့ဒီလိုမဟုတ်တမ်းများတွေကိုတပည့်အားလုံးကကိုအထင်ကြီးလာအောင်လုတ်တဲ့ပွိုင်မျိုးအဖေမှမရှိငါမှမရှိမြင်ဘူးလားမင်းတို့ဟမ်မင်းတို့နဲ့ငါနဲ့ဒူးတိုက်နေသလားမင်းတို့ကငါနင်းထားလားမနင်းဘူးပါဟမ်တပည့်တွေကိုစီခင်းပြီးတော့တက်နင်းပြီးရှောက်သွားတဲ့ဆရာရုပ်မျိုးမဟုတ်ဘူးပါငါတပည့်တွေကိုငါကျေးဇူးရှင်တယ်လို့အမှတ်ထားပြီးတော့ပခုံးမှတင်ထားတဲ့ဆရာကွာဒါကမင်းတို့ငါမစော်ကားနေကြတော့မင်းငါစော်ကားစာလုံးစော်ကားနေတူပေါ့အဲ့တော့ဒီနေ့သာတောင်းလေးပဲပြောရင်းနဲ့အပမနော်
မင်္ဂလာတရားအကြောင်းပြောရင်အသမဖဆရာတော်ဘုရားများရဲ့ကျေးဇူးတော်ကြောင့်ဘုရားတပည့်တော်တို့သည်ဘုရားတရားသံဃာယရနာသုံးပါးဥပိ္ပခပြည့်နဲ့အနန္တနာ၅ပါးနဲ့တကွာအထက်ဝိဇ္ဇာဆရာကြီးပေါင်းတို့ဟာဘာအဖေပုံစံချပေးခဲ့တယ်လို့ဒီပုံစံအတိုက်အဖေနဲ့လူဖဆရာတော်ဘုရားများအမိတ်ဩဇာအတိုင်းသားတော်တို့ပြုမှုရှင်းကြံခဲ့ပါသည်ယနေ့ပွဲမျိုးသည်ချိန်ပေါင်းများစွာသားတော်ကျင်းပနိုင်ခဲ့ပါသည်ထိုချိန်ပေါင်းများစွာကျင်းပခဲ့သောပွဲတို့သည်သားအနေနဲ့နမူနာချပေးုံသာဖြစ်ပါသည်တယောက်ကိုပါအရွယ်နဲ့မလိုက်အောင်ထိုင်းနေဆောက်ရှောက်လို့သောစေတနာဖြင့်မိမိတို့စေတနာမိမိတို့ဥတည်ပြီးလက်ရွှင်ကျော်ကိုင်းကိုသူမတူအောင်ဆောက်ရှောက်နေကြတဲ့တတိသာသမီအလုံးတို့အားအဖေတို့မြင်နာမှုကြတဲ့အတိုင်းကျွန်တော်တို့သားဖားတွေလောက်ကင်ကြံစီနေတာကျွန်တော်တို့ဆရာတော်တွေလောက်ကင်ကြံစီနေတာကျွန်တော်တဲ့အသက်ကြီးသူကျွန်တော်တဲ့ဂုံအားဖြင့်ကြီးသူအစရှိသောပုဂ္ဂိုလ်အားလုံးတို့သည်ကျွန်တော်တို့ကိုင်းနဲ့အသီးသီးရှိကြပါသည်သံဃာတော်များလည်းရှိကြပါသည်ယဟန်သံဃာယဟန်ရှင်လူအစုံရှိကြတဲ့ဤဆွေကျော်အစ္ဆတရားမိတ္တိစေကိုင်းတော်ကိုဥတည်၍ကျွန်တော်တို့ပွဲရသောကိုင်းတော်ဥတည်ပြီးဆောင်းဆောင်နေကြတဲ့တတိအားလုံးတို့လှုပ်ချက်သည်ဘုရားဟောတရား